မျက်နှာမှာအကြည့်တက်ကလေးရှိနေဖို့ဆိုတာကအတဲစိတ်ကဖြူစင်နေဖို့လို့အသားရည်လေးကြီးလေးနဲ့ပို့ပြီးတော့ကောင်းတာပေါ့ရှင်စိတ်ရင်ကမျက်နှာမှာပေါ်တယ်ဆိုတဲ့စကားကတကယ်မှန်တယ်တချို့ကမျက်နှာကိုကြည့်လိုက်လို့ရှိရင်ပူလောင်တချို့တွေကြတော့အေးချမ်းတယ်တချို့ကချစ်စရာကောင်းတယ်တချို့ကတော့မြင်လိုက်တာနဲ့လည်းမြင်ကတ်စရာချို့ကြလည်းကူညီစရာကောင်းတော့မျက်နှာတွေကတိမ်ငင်နေသလိုလေချို့ကြတော့လည်းအရှမ်းကိုခက်ထန်မှာကြောတယ်ကြောင်နဲ့ကြောင်အော်ရာကလုံးဝမတူဘူးရောင်ရှိရောင်ဝါတွေကကွဲထွက်နေတယ်အတွင်းတက်ခံကောင်းမှုစိတ်ရင်ကောင်းမှုဆိုတာကမွေးရပါပြီးစားနဲ့လည်းဆိုင်တယ်ရှင်တန်ကြီးဖွာလာတဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်မျိုးရိုးပြီးစားမိဘကနေဆင်းသက်တဲ့စိတ်ရင်တစ်ခုနဲ့လည်းသက်ဆိုင်တယ်ကိုကိုတိုင်းရဲ့ခံယူချက်တွေနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်ချို့ကပတ်ဝန်းကျင်ကြောင့်မလို့စိတ်ဓာတ်တွေကခက်ထန်နေရိုင်းဆိုင်နေမှာကြောတယ်ချို့ကြလည်းမိဘပြီးစားမိဘကနေဆင်းသက်လာတဲ့အကျင့်စရိုက်တွေကြောင့်မလို့ရိုင်းဆိုင်တဲ့သူရှိတချို့ကြတော့လည်းပေဟာတွေကဘလောက်ညှဉ်းနှွမ်းနေပါစေကိုကိုတိုင်းစိတ်ထားလေးကိုတန့်စင်အောင်ပြင်နိုင်တဲ့ထူးခြားတဲ့သူတွေလည်းရှိကြတယ်အဲ့တော့ကိုယ့်ရဲ့အတွင်းစိတ်ကလေးကိုအထူးကကိုကျင်စာတရားမေတ္တာတရားထားပြီးရင်မျက်နှာလေးကသူ့လိုကြည်တက်ကလေးရှိလာပါတယ်စိတ်ရင်တက်ခန့်ချောင်းကြည်လင်တယ်လို့အပြင်ကလည်းဒီလိုသားရည်ကိုထိမ့်သိမ်းတဲ့အနေနဲ့မျက်နှာသားရည်လေးကိုတန့်စင်အောင်လုပ်ပေးမယ်ဆိုရင်ကံကောင်းခြင်းတွေအများကြီးကိုယ်ထံကိုရောက်ရှိလာပြီးတော့ငွေကြေးလက်လာပိုင်းပတ်လည်လာပါမယ်ရှင်ကျေးဇူးပါ